မြန်မာရေးဖြည့်ရှင်အတွက်အာဆီယံကွတ်ထမလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံပြီးဆက်လက်ကင်တွယ်မယ်လို့အာဆီယံကွတ်ထသစ်ဖိလစ်ပိုင်နိုင်ငံခြားဝန်ကြီးပြောဆိုမြန်မာရေးဖြည့်ရှင်အတွက်အာဆီယံကွတ်ထမလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံပြီးဆက်လက်ကင်တွယ်ဆောင်ရွက်မယ်လို့အာဆီယံကွတ်ထသစ်ဖိလစ်ပိုင်နိုင်ငံခြားဝန်ကြီးကပြောလိုက်ပါတယ်။ရှင်မနေ့သတင်းစာရှင်းလင်းပွဲမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံကွတ်ထအသစ်နေဖြင့်အာဆီယံကွတ်ထမလေးရှားနိုင်ငံလုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်မည်ဖြစ်ကြောင်းအထူးသဖြင့်စစ်တပ်ကပြုလုပ်မယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကင်တွယ်ဖြည့်ရှင်မည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုတယ်။လက်ရှိရည်မှန်းချက်ကတော့မလေးရှားကအရင်နှစ်တွေမှာလှုပ်ဆောင်ခဲ့လမ်းကြောင်းကိုအခြေခံတည်ဆောက်သွားမှာဖြစ်တဲ့အတွက်မလေးရှားကထိတွေ့ဆက်ဆံမှုပေါင်း190လောက်လှုပ်ဆောင်ခဲ့ပြီးမလေးရှားကလှုပ်ဆောင်နိုင်ခဲ့တဲ့အရာတိုင်းကိုဖိလစ်ပိုင်လှုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ကျမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်လှုပ်သွားမှာအဲ့ဒါကတော့ဖိလစ်ပိုင်အမြင်နဲ့ယက်တီကျဲဦးဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။စစ်တပ်ရွေးကောက်ပွဲနဲ့အာဆီယံမှာရရှိထူးထန်သမန်ထားရှိတဲ့ကိစ္စတွေကိုလာမယ့်ဇန်နဝါရီလမှာကျင်းပမယ်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာဆွေးနွေးသွားပြီဖြစ်ပါတယ်။လက်တလောအာဆီယံကမလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံဖွဲ့နေဖြင့်လေးလာဆောင်ကြည့်သူစေလို့မဟုတ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုတယ်။ဆက်လက်ပြီး KNU ကချမှတ်ထားတဲ့မူဝါဒနဲ့ policy တွေကိုလိုက်နာဥက္ကဋ္ဌဟောင်းမူတူစေဖို့နဲ့ဘရိုရှောမောင်းတို့ကိုအကြိမ်ကြိမ်သတိပေးခဲ့တော်လဲမလိုက်နာခဲ့ KNU ဖွဲ့ဖြစ်မှာပြီးတိုင်ထုတ်ပဲဥဆုံး KNU သားစီအောင် KNU ဘောကချမှတ်ထားမူဝါဒနဲ့ policy တွေကိုလိုက်နိုင်ဥက္ကဋ္ဌဟောင်းမူတူစေဖို့နဲ့ဘရိုရွှေမောင်းတို့ကိုအကြိမ်ကြိမ်သတိပေးခဲ့တော်လဲမလိုက်နာခဲ့ဖွဲ့ဝင်ဖြစ်မှာပြီးတိုင်ထုတ်ပဲလိုက်ကြောင်း KNU ဘောလုံမှုဆောင်လဲဖြစ်ပြောရေးဆိုခွင့်ရှိသူလဲဖြစ်သူဘရိုစောတော်နီကပြောတယ်KNU ဥက္ကဋ္ဌဟောင်းမူတူစေဖို့နဲ့ဘရိုရွှေမောင်းတို့က18ကြိမ်မြောက်ကွန်ကရစ်ထဲကပြန်လည်ရွေးခံရခြင်းမရှိတော့ဘဲ KNU ရဲ့တာမန်ဖွဲ့ဝင်နေတာဖြစ်ခဲ့ကြောင်းထို့သောရှိနေစဉ် KNU ဘောကချမှတ်ထားမူဝါဒနဲ့ policy တွေကိုအကြိမ်ကြိမ်ချိုးဖောက်ကျူးလွန်ခဲ့ကြောင်းထို့ကြောင့်ကြိမ်ကြိမ်သတိပေးခဲ့တော်လဲဆက်လက်လိုက်နာခြင်းမရှိဘဲနဲ့အစည်းအဝေးခေါ်ယူဆုံးဖြတ်က KNU ရဲ့တာမန်ဖွဲ့ဝင်ဖြစ်မှပင်ပြီးတိုင်ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းမူတူစေဖို့နဲ့ဘရိုရွှေမောင်းတို့ကို KNU ဖွဲ့ဝင်ဖြစ်မှထုတ်ပယ်ခြင်းမှာ NCA 10နှစ်ပြည့်ပွဲတော်တက်ခြင်းတစ်ခုကြောင့်မဟုတ်ဘဲအကြိမ်ကြိမ်သတိပေးမှုတွေကိုမလိုက်နာဘဲဖောက်ဖျက်ခဲ့ခြင်းဖြစ်ပါတယ်ခေါင်းဆောင်တွေက NCA ပွဲကိုတက်ရောက်တဲ့အပေါ်ရန်ကြည်ရလေးတစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရအောင်ကျွန်တော်မူဝါဒအရခိုင်ခိုင်မာမာရှိရဲ့ငြိမ်းချမ်းပြည့်စင်တဲ့ပတ်သက်ပြီးကျွန်တော်ထထဝင်တဲ့တက်ကြွကြွပါဝင်လှုပ်ဆောင်ခဲ့တဲ့ဟာပြင်ဆင်စရာရှိရာပြင်ပြုစရာရှိရာပြုကျွန်တော်ပြောရဲဆိုတဲ့ဆွေးနွေးခဲ့တဲ့အချိန်ကာလအပြင်လည်းကျွန်တော် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာတွဲဆောင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့အချိန်ကာလ4-5နှစ်ရှိရဲ့ဒီလောက်ကြိုးကြိုးစားစားလှုပ်ဆောင်နေတဲ့အထက်ကပဲဒီမူ policy နဲ့ဆန့်ကျင်ပြီးအာဏာသိမ်းလိုက်တဲ့အခါမှာလုံးဝလက်ခံလို့မရတော့ဘူးအဲ့လိုအနီအောင်မြစ်တောင်းထားတဲ့ဟာကိုတည်တည်ချင်းနဲ့ကြော်ပြတ်ပြီးမှကျွန်တော်တို့ကိုဖောက်ပြက်လာတဲ့အခါအထူးသဖြင့်ဒီစာချုပ်နဲ့ပတ်သက်ပြီးသဘောတူတဲ့အချက်တွေကိုကြော်ပြတ်ပြီးတော့အများကြီးဖောက်ပြက်လာတဲ့အချိန်မှာကျွန်တော်ဘလို့မှသိခံလို့မရတော့ပါဘူးဒါကြောင့်ကျွန်တော်မူဝါဒ policy ရငြိမ်းချမ်းရေးဖြစ်စဉ်မှာဒီလိုစီးဖောက်တဲ့သူတွေကိုလုံးဝတွေးစရာမရှိဘူးဆိုတော့အဖွဲ့အစည်း policy ချတာဒါကအဖွဲ့အစည်းရဲ့မူ policy ပဲဒါပေမဲ့ဒီမူ policy ကိုစတင်ပြီးလှုပ်သွားတဲ့ပိုင်းကတော့ပုဂ္ဂိုလ်တအုပ်ချင်းစီရဲ့လောက်ရပါပဲ18ကြိမ်မြောက်ကွန်ကရစ်ပြီးတဲ့နောက်မှာတော့သူတို့ကိုယ်တိုင်ကလည်းရွေးချယ်ခံရခြင်းမရှိတော့ဘူးဆိုပေမဲ့ KNU ဖွဲ့ဝင်ဖြစ်ရှိနေပါသေးတယ် KNU ဖွဲ့တာမှဖွဲ့ဝင်ဖြစ်ရှိသေးတဲ့အတွက်ကြောင့်မို့လို့ဒီမူဝါဒ policy ကိုလိုက်နာစရာအကြောင်းရှိပါတယ်လိုက်နာရမယ်ဒါပေမဲ့ဒီလိုမလုပ်ဘဲနဲ့တတိပေးတဲ့ကြားတွေကပဲတက်ကဖန်တလဲလဲကျူးလွန်ဖောက်ပြတဲ့နောက်မှာတော့အဖွဲ့အစည်းကနေရေးယူပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်KNU နေဖြင့်လက်ရှိဆရာနာသိန်းစစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးအကြောင်းမရှိပဲစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းတရားဝင်သတင်းထုတ်ပြန်တယ်။ဆက်လက်ပြီးမူမြို့နယ်မှာစစ်တပ်ခမ981တိုင်းမှာစစ်မှုထမ်းတပ်သားတွေ3လင်းဝင်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်မူမြို့နယ်မှာကျဖက်စစ်တပ်ခမ981တိုင်းကစစ်မှုထမ်းတပ်သားတွေ3အလင်းဝင်ရောက်ခဲ့ကြောင်း KNU ကထုတ်ပြန်တယ်။နိုဝင်ဘာလ18ရက်နေ့မှာမူမြို့နယ်ရှိကျဖက်စစ်တပ်ခမ981တိုင်းမှာစစ်မှုထမ်းတပ်သားတွေ3ကင်းမြို့သားလူမျိုးရေးတပ်တော်တိုင်းရှစ်ထန်ချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ပါတယ်။ထိုစစ်မှုထမ်းတပ်သားတွေ3ဖြစ်တဲ့25နှစ်ရွယ်တန်းစင်ထုံး23နှစ်ရွယ်ကျော်စင်ထုံးနဲ့24နှစ်ရွယ်ပြည်စုံထုံးတို့ကိုကျဖက်စစ်တပ်ကအတေးတမစစ်မှုထမ်းစေခိုင်းပေါ်တာဆွဲဖန်ဆီးထားခြင်းပဲဖြစ်ပါတယ်။ထို့သောအတေးတမစစ်မှုထမ်းခိုင်းစီခံရတဲ့တပ်သားများနေဖြင့်နီးစရာတော်လဲဖွဲ့ထံကိုလက်နက်ချအလင်းဝင်ပူပေါင်းကြKNUမျိုးသားစီယုံကတိုက်တွန်းနေအလားတူကြောက်ကြီးမြို့နယ်မှာလည်းအော်တိုဘာလ15ရက်နေ့ကKNUမျိုးသားလူမျိုးရေးတပ်တော် KNL တိုင်ကိုထံကိုအကြမ်းဖက်စစ်တပ်ရဲ့ခမ85တိုင်ကပြည်သူစစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ကျော်စရာတရားနိုင်အောင်မျိုးဦးစီတူဟိမောင်တန်းနိုင်ဦးရာဇာထက်တို့ခုနှစ်ဦးလင်းဝင်ရောက်ခဲ့ပြီးတန်းနိုင်ဦးနဲ့ရာဇာထက်တို့ကစစ်မှုထမ်းတပ်သားတွေဖြစ်ရောင်းစားခြင်းခံခဲ့ရပါတယ်ဆက်လက်ပြီးလောင်လုံးမြို့နယ်ညင်းမော်ရွာမှာတက်ဆွဲခဲ့တဲ့စစ်တပ်ကပြည်သူနယ်ဦးပစ်တက်ပြီးရုပ်လောင်းတွေကိုမြေမြုပ်ဖျောက်ပြက်ကနေနေကိုမီရှို့ပြက်စီတနင်္သာရီတိုင်းလောင်လုံးမြို့နယ်ညင်းမော်ရွာမှာတက်ဆွဲခဲ့တဲ့ဂျပန်စစ်တပ်ကပြည်သူနယ်ဦးပစ်တက်ပြီးရုပ်လောင်းတွေကိုမြေမြုပ်ဖျောက်ပြက်ကနေနေကိုမီရှို့ပြက်စီခဲ့ကြောင်းတော်လိုင်းသတင်းမြစ်ကပြောတယ်နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးလောင်လုံးမြို့နေရှင်ညင်းမော်ရွာကိုဂျပန်စစ်တပ်ကစစ်ကြောင်းထုတ်ရောက်လာပြီးနောက်တော်လိုင်းတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ကြောင်း
ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကကြေးရတွင်ရှိနေနေကိုမိရှုဖြက်စီကပြည်သူနှံကိုပြစ်တက်သွားခြင်းဖြစ်ပါတယ်။ရင်းတို့လှုပ်ဆောင်ပြီးနောက်ဂျပန်စစ်တပ်စစ်ကြောင်းနိုဝင်ဘာလ16ရက်နေ့မှာညမော်ရအတွင်းမှာလောင်လုံးမြို့ပေါ်ကိုပြန်လည်ဆက်ခွာသွားကြောင်းထို့သောဆက်ခွာသွားပြီးနောက်ပြည်သူတို့ကကြေးရအတွင်းဝင်ရောက်ကြည့်ရှုစဉ်စစ်သားတွေပြစ်ခတ်တဲ့ပြည်သူနှံရဲ့ရုပ်လောင်းကိုတွေ့မြင်ခဲ့ပါတယ်။ဒီစစ်ကွေးစစ်ကြောင်းမရှိအောင်ပြန်ဆုတ်သွားပြီးပြည်သူတွေကရွာတွေကိုခဏခဏဝင်ကြည့်တယ်။စစ်ကွေးတွေတပ်ဖြတ်သွားတဲ့ပြည်သူနှံရဲ့ရုပ်လောင်းတွေကိုတွေ့ခဲ့ပါတယ်။ဒေဆုံးသူတွေကဘသူပဲဝါစာအတိမပြုတ်နိုင်သေးဘူး။စစ်ရေးကဆက်လက်တင်းမာနေတော့မယ်။ပြည်သူတွေကတိတ်ဆောင်နေတော့ရွာတွေကိုအကုန်ပြန်မဝင်နိုင်သေးဘူး။ထို့သောစစ်တပ်စစ်ကြောင်းပြန်လဲဆုတ်ခွာသွားတော့လဲညီမော်ရနီနာမှာဂျပန်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိတိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးပြည်သူတွေစစ်ဘေးတိတ်ဆောင်နေရဆဲဖြစ်ပါတယ်။ဇလဘီကံကောမြို့နယ်ရှိစစ်တပ်အမှတ်2ရွှေပင်ရွာကိစ္စကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ဗိုလ်တပ်တေဆုံးပြီးစစ်တပ်ကရွှေပင်ရရှိနေ30ခန့်မိရှုပျက်စီးမကွိုင်းနဲ့ကန်ကောမြို့နယ်အကြမ်းဖက်စစ်တပ်အမှတ်2ရွှေပင်ရကိစ္စကန်ကိုရောက်တိုက်ခိုက်စစ်ဗိုလ်တပ်တေဆုံးပြီးစစ်တပ်ကရွှေပင်ရကိုရွာလုံးချုံမိရှုပျက်စီးခဲ့ကြောင်းရောဒေတာကာကွယ်စစ်ဒေသရုံးဥဆောင်ကော့တီဝိုင်တမ်မှပြက်ကြိုက်တော်ခန့်ကိုနေကပြောပါတယ်ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကစစ်ဗိုလ်ရစရာချမ်းဆိုတဲ့သူတေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစေတွေကော့ပတ်ဆာ23ဘက်ကတပ်များကကား3စီးနဲ့တပ်ကူတွေရောက်ရှိလာပြီးလက်နက်ကြီးအမြောက်အများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်တော်လှန်ရေးဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်အဆိုပါတိုက်ခိုက်မှုကိုကံကောခေတဲ့ MS89 ယောဂခွေတဲ့ YTF မြေပြင်စစ်ဒေသရုံးချုပ်ကျော်မြို့ဘက်ကဖာရူမှာကံကောမြို့နယ်ဘက်ကဖာဒုစစ်ရေးတာဝန်ခံ OCB ပပလောက်ဆောင်ခဲ့တယ်။ထို့သောတိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကရွှေပရကိုရောက်စစ်တီဗီနေ30ခန့်မိရှုဖြတ်စီကပြည်သူ6ကိုဖမ်းဆီးခဲ့ကြောင်းထို့သောဖမ်းဆီးသားပြည်သူတွေကိုစစ်ကြောင်းပြန်လဲစောက်ခွာချိန်မှာပြန်လဲလွတ်ပေးခဲ့ပါတယ်။ဆက်လက်ပြီးစောမှာ WY စိတ်ကြဆေးပြားပါဝိဆက်ဆက်ပစ္စည်းကျိုးတဲ့တို့အမျိုးသားလေးအမျိုးသမီးတအုပ်ကိုဖမ်းဆီးရမိမကွေးတိုင်းစောမြို့နယ်မှာရခိုင်ပြည်နယ်ကနေအင်္ဂါလောင်နေထိုင်တဲ့အမျိုးသားလေးယောက်နဲ့မြို့ခံမျိုးသမီးတယောက်ကို WY ခေါ်ပန်အောင်စိတ်ကြယူသွဆေးပြား385ပြားပါဝိဆက်ဆက်ပစ္စည်းကျိုးတဲ့တို့ကဖမ်းဆီးရမိခဲ့တယ်လို့ရောလင်းတဲ့ဖွဲ့ဝင်ကောင်စီကပြောတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်ပိုင်းကစောမြို့ပေါ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်တွေနဲ့မြို့ပေါ်ပြည်သူ့လော်ကျော်ရေးဖွဲ့မြို့ပေါ်ကာကွယ်ရေးဖွဲ့ဝင်တွေဟာစောမြို့ပေါ်ရက်ကွက်တွေမှာရှိနေနေစီအစင်းဝေရစစ်ဆေးခဲ့လို့သိရတယ်အဲ့လိုဝေရောက်စစ်ဆေးစရာရက်ကွက်နေအင်ရှင်ဦးမြင့်ဆွေဆိုတဲ့နေမှာအင်္ဂါလာအောင်နေထိုင်ခဲ့တဲ့ဦးမြင့်နိုင်ဆိုသူနဲ့ဖဲကစားနေသူမျိုးသား3ယောက်အမျိုးသမီး1ယောက်ကိုမွေးစေဝါးရင်းနဲ့တူတာဝန်ရှိသူတွေဖမ်းဆီးရရှိခဲ့ပါတယ်။ဒါအပြင်နေတွင်ဖဲကစားနေသူ4ယောက်စီကလည်းငွေကျပ်46သိန်း6500ကျပ်ပါဝင်လက်ကိုက်ဖုန်း5လုံးပါဝါဘန်1လုံး125ဆိုင်ကယ်တစ်စီးနဲ့ဖဲတို့6ထုတ်ကိုတည်တည်သိမ်းစီရမိခဲ့တယ်။ဖမ်းဆီးခံရတဲ့ဦးမြင့်နိုင်ရခိုင်ပြည်နယ်မြောက်ဦးမြို့ဇာတိဖြစ်ပြီးကျန်တဲ့မျိုးသား3ယောက်ဟာလည်းရခိုင်ပြည်နယ်ဇာတိဖြစ်ကြကြောင်းမျိုးသမီးဖြစ်သူကတော့စောမြို့ပေါ်ဇေယျရက်ကွက်မှာနေထိုင်သူဖြစ်ကြောင်းသိရတယ်။လက်ရှိမှာတော့အမြင့်မိုင်နဲ့အပေါင်းပါ4ယောက်ကိုစောမြို့နယ်ပြည်သူ့လော်ကျော်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပြီးလိုအပ်တဲ့စစ်ဆေးရေးယူမှုတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်။အဲဒီတော့အော်တိုဘလ31ရက်နေ့ကစားလုံးမြို့ပေါ်မနက်4နာရီကနေည9နာရီထိတာရဲသားတွေကိုဖျက်ဆီးသွားလာခွင့်ရှိမဲ့အချက်အပါအဝင်စီကံချက်ရှိချက်ပါတဲ့မြို့ရင်းမြို့ပြင်လုံးကျော်ရေးတွေကိုစောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကသတိပေးထုတ်ပြန်ခဲ့ပါတယ်။စောမြို့ပေါ်မှာမူရင်းစေဝါရောင်းဝယ်ရာတွေတုံးတဲ့သတင်းတွေပြန့်နေနောက်ပြီးလက်တလောအမှုတွေလည်းဖြစ်ထားမြို့နယ်အုပ်ချုပ်ရေးကအရေးပေါ်ချိန်တွေထုတ်ပြန်ထားတယ်။အဲဒီလိုကနေအဲ့ဒီအိမ်ကလူဝင်ထွက်များတဲ့သတင်းရလို့တာဝန်ရှိသူတွေအဲစင်းလိုက်စစ်တာမှမိတာပါမိတာရစေးပြားပေါင်းတန်မှုကခံမှန်း15သိန်းဝန်းကျင်ရှိပါတယ်။လက်ရှိမှာကံကောခိုင်တွင်ကံကောမြို့နယ်အပါအဝင်မြို့နယ်တွေမှာမွေးစေဝါရောင်းဝယ်သုံးဆွဲမှုတွေနဲ့လောင်ကစားဝိုင်းတွေဆိုရရှိနေကြောင်းအာဏာပိုင်ပြည်သူ့အုပ်ချုပ်ရေးဘက်ကပါဝင်ပတ်သက်မှုလည်းရှိနေကြောင်းကျော်လင်းတန်ကပြီးခဲ့ရက်ပိုင်းတွေကဖော်ထုတ်ရေးသားထားပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။